ကိုးကွယ်စိတ်ကပ်တာသည်တဲ့ကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးကညွှန်ပြတယ်ကိုးကွယ်စိတ်ကပ်ခြင်းသည်2မျိုးရှိပါတယ်ကိုးကွယ်စိတ်ကပ်ပုံသည်2မျိုးရှိတယ်တဲ့နံပါတ်1ကမှားယွင်းဖောက်ပြန်မမှန်ကန်တဲ့ကိုးကွယ်မှုမျိုးလည်းရှိတယ်တဲ့မှားယွင်းဖောက်ပြန်မမှန်ကန်တဲ့ကိုးကွယ်မှုလည်းရှိတယ်ဘာမှမသိပဲနဲ့ကြောက်လန့်တကြားနဲ့ဟလာမီယိုဖလာအတိတွေနဲ့ကိုးကွယ်ရတာတွေရောမရှိဘူးလားနော်ဒေဝကြီးလာတော့မယ်ဆိုလဲကြောက်ကြရတာလေဘာမှလည်းမသိဒေဝကိုဘာမှမသိပဲနဲ့ဟုတ်တယ်လားဟောတာဝရုံတိုင်းနဲ့မိုးချိုးပြစ်လိုက်ရင်လဲကျမတို့ကကြောက်ရလားမကြောက်ရလားရှေးတုန်းကကြောက်ရတယ်အခုနောက်ပိုင်းသိလာတဲ့သူကကြောက်เสียဟုတ်သေးလားဒါသူ့ဟာသူရာသီဥတုတွေဖောက်ပြန်လို့ဖြစ်တာဟိုတုန်းကလူတွေကတော့မသိကြဘူးလေအခုကြတော့သိတဲ့သူတွေကကြောက်သေးလားအဲ့ဒါကိုမကြောက်တော့ဘူးလေအဲ့တော့ရှေးတုန်းကဘာမှမသိပဲနဲ့မှားယွင်းဖောက်ပြန်ပြီးတော့မမှန်ကန်တဲ့ကိုးကွယ်မှုတွေရှိကြတယ်အဲ့ဒါလည်းရှိတယ်နောက်တစ်ခုနံပါတ်2ကကြတော့မြတ်ဗုဒ္ဓအလိုကြစစ်မှန်တဲ့ကိုးကွယ်မှုတဲ့အဲ့တော့ကိုးကွယ်ခြင်းတစ်ခုမှာကျမတို့ကဘယ်ဘက်ကိုသွားရမလဲဆိုရင်ဗုဒ္ဓရဲ့အလိုကြစစ်မှန်တဲ့